လူငယ်တွေရောကျမရဲ့လိုက်စားသူတွေရောစိတ်ဝင်စားကြမဲ့အကြောင်းအရာမျိုးပါ ဟုတ်တယ်နော်ကဲဗီဒီယိုကောင်းစဉ်ကိုကြည့်လိုက်တာနဲ့ကိုကြွသားမြင်မြင်တက်စီမဲ့အစားအစာစေမျိုးဆိုတော့တော်တော်လေးတိတိကျကျပြောထားမဲ့ပုံပဲဒီလို Dr. List တွေကလည်းလူကြိုက်များတယ်လေ ဟုတ်ပါတယ်အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကလူတွေကလည်းကိုလိုချင်တဲ့ fitness ရလက်အတွက်ဟိုဒီမှာဆိုကြွက်သားတက်ဖို့အတွက်ပေါ့အာဟာရဘက်ကိုဘလော့အောင်ဆက်လာကြတယ်လဲဆိုတာပေါ်လွင်တာပေါ့လို့ဒီဗီဒီယိုကတော့တိကျတဲ့အစားအစာတွေကိုပဲညွှန်ထားလောက်တယ် မှန်ပါတယ်အကြောင်းအရာခေါ်စစ်ကိုကြည့်တာနဲ့ကိုလူတွေကဒီကြန့်ခံရဲ့အတွက်အစားအသောက်ကဘလောက်အရေးပါတယ်ဆိုတော့ပို့ပြီးအလေးထားလာကြတယ်ဆိုတာသိတာတယ်ဗျ သိချပါလေဒါကကောင်းတဲ့လက္ခဏာတစ်ခုပါ ဆိုတော့ဒီဗီဒီယိုထဲမှာအဓိကဘလို့အစားအစာမျိုးလို့ထည့်ပြောထားနိုင်မလဲခမန်းကြည့်ရရင်ကျွန်တော်တို့ကြွက်သားတက်ဖို့ဆိုတာနဲ့ protein ကိုပဲအရင်ဆုံးပြင်းမြင်ကြတာများတယ်မို့လား ဟုတ်ကဲ့အဓိကတော့ protein ပေါ့လေကျက်ဥတော့ကျက်ရင်ဘုံသားလို့အစီနေတဲ့အသားတွေတော့ပါမှာပဲကျက်ဥဆို protein အရေးသွေးအရန်ကောင်းတယ်လေပြီးတော့တခြားအာဟာရတွေလည်းပါသေးတယ်နောက်အမဲသားလို့အနီရောင်အသားတွေအဲ့ဒါတွေလည်းပါနိုင်ခြေရှိတယ်ဘာလို့လဲဆိုတော့တန်တက်ဇင်တက်ဗီတာမင် B တွေလည်းရနိုင်လို့လေကြွက်သားအတွက်အရေးပါတာတွေပေါ့ ဟုတ်ပြီ protein အုပ်စုတွေပေါ့နော်အဲ့ဒါပြီးရောတခြားဘာတွေအရေးပါအောင်မလဲဗျဒီစိတ်မျိုးစင်းထဲမှာလေ တခြားအုပ်စုတွေလည်းပါနိုင်ပါတယ်ဥပမာဆယ်မွန်ငါးလိုမျိုးအဆီများတဲ့ငါးတွေပေါ့သူက protein လည်းပါသလိုအရေးကြီးတဲ့ omega 3 fatty acid ပါတယ် အော် omega 3 ဟုတ်ကဲ့အဲ့ဒီ omega 3ကလေ့ကျင့်ခန်းလုပ်ပြီးကြွသားနာကျင်တာတွေတတ်တာစေဖို့ပြီးတော့ recovery လို့ခေါ်တဲ့ပြန်လည်တည်ဆောက်မှုအတွက်အားပေးတယ်လို့ဆိုကြတယ်လी အဲ့ဒါကောင်းတာဗောဆိုတော့ protein ရဲ့အကျိုးပြုအစီရဲ့ carbohydrate ကတော့ဗျကြွသားတက်ချင် carbohydrate ကလိုသေးလားတချို့ကဝိတ်ချရင်ကပ်ရှောင်ရတယ်ဆိုတော့လေ အဲ့ဒါမေးခွန်းကောင်းတစ်ခုပဲတကယ်တော့ကြွတ်သားတက်ချင်ရင်ကာဘိုဟိုက်ဒရိတ်လည်းအရေးကြီးပါတယ်ဘာလို့လဲဆိုတော့လေ့ကျင့်ခန်းလုပ်ဖို့စွမ်းရည်လိုတယ်လေလေ့ကျင့်ခန်းကောင်းလုပ်နိုင်မှကြွတ်သားကိုလှုံ့ဆော်မှုပေးနိုင်မှာမဟုတ်လား ဟုတ်ကဲ့စွမ်းရည်အရေးမြစ်ပေါ့ မှန်ပါတယ်ဒီတော့အဲ့ဒီဗီဒီယိုထဲမှာအုတ်ကျုံတို့ဆန်လုံးရုပ်လို့ complex carbohydrates တွေကိုလည်းထည့်ပြောထားနိုင်ကြရှိတယ်သူတို့ကစွမ်းရည်ကိုတဖြည်းဖြည်းချင်းထုတ်ပေးတော့ပို့အဆင်ပြေတယ်လေ အဲ့ဒါလည်းဖြစ်နိုင်တယ်နောက်တစ်ခုစဉ်းစားမိတာက note နဲ့ note ထော်တီစီရီရောဒိန်ချင်တို့နွားနိုတို့ပေါ့ ။အော်ပါနိုင်ချေအရမ်းများပါတယ်။အထူးသဖြင့် Greek ဒင်ချင်လိုဟာမျိုးပေါ့။ तू က protein လည်းအရမ်းများတယ်။ပြီးတော့ calcium လည်းပါတော့အယိုးအတွက်ရောကြွက်သားအတွက်ရောကောင်းတယ်လေ။ဒီလိုမျိုးအစားအစာတွေကစရင်းထဲပါဖို့များပါတယ် protein ဓာတ်ကောင်းတဲ့အဆီ carbohydrate ပြီးတော့တခြားအရေးပါတဲ့ဗီတာမင်တက်ထုဓာတ်တွေပါဝင်တဲ့အစားအစာဆယ်မျိုးကိုရွေးပြီးဖော်ပြထားတဲ့သဘောပေါ့အစအတော့နေဒီ fitness စီမံချက်ဒီပြည့်ဖို့ဆက်ဆက်မှုကိုတော်တော်လေးမိမောင်းထုတ်ပြထားပုံရတယ် ။ဟုတ်ပါတယ် ဒီလိုဗီဒီယိုရဲ့အားသာချက်ကတော့တိတိကျကျဘာစားရမလဲသိကျင်တဲ့သူတွေအတွက် ။လဲလဲကူကူမလို့ရအောင်လိုက်လို့ရအောင်ကူညီပေးနေတာပေါ့။ဒါပေမဲ့လေတကူတော့အမြဲတမ်းသတိပြုရမှာကလူတစ်ယောက်နဲ့တစ်ယောက်ရဲ့လိုအပ်ချက်ကတော့ကွာခြားနိုင်တယ်ဆိုတာပါပဲ။ မှန်ပါတယ်ဒါကတော့ထည့်စဉ်းစား